တုံပြူ တ ချင်း န်တုံပြူချင်းညရတော့အယောင်တင်မို့ ဘာကြောင့်ဒီမို့ မေဦးစီကနုမို့ ဟ အုံမို့ မို့ လေးရောအာငကြရတရုတ်ထည့်ပြီးအနာနာတိတက်ဒါအချက်အသားနေနေထည့်ပြီးတော့တိတဟက်တာုတ် ကလေးပဲမို့အစိမ်း ကလပဲမို့စင်ဘာကလပဲမို့စင်လေးထည့်တယ်ကလပဲ ကလေးနဲ့ထည့်တယ် ကလပဲလေးထည့်တယ်ကလပဲကိုပြုတ်ထားတာလေကလပဲပြုတ်ရည်တယ် ကလေးပဲပြုတ်ရည်ကလေးပဲပြုတ်ပြီးထောင်းထားရတယ်ဒါသူ့ရဲ့ protein အား ပရိုတင်းနေ အားတချို့ကကြတော့ဒါမှမသိသုံးပြတာလေအဲသုံးပြတော့ဒီ ဒီနော်ရေစားဟုတ်တာတော့ ဒီစားတော့တော့သူ့ရဲ့ပဲအဖြစ်တည်းကတော့ဒီမှာလေးပြော ဟုတ်နော် ရတာရင်ကွန်ပါ ဟိုထမင်းလို့ပေါ့ထမင်းလို့ပေါ့ဒါအဟားရှိဟာဒီကအရင်ကြီးအယောင်မပါလို့မလို့ဝါလေးစနုံးမုံရဲ့အယောင်ဝါလေးကဲလို့အဲငုတ်တိအနုမုံကလားအယောင်ပါတယ်များများလေးထည့်မယ်ဆိုရင်တော့နီလေးပေါ့ အော်ကွန်ပါလေးပဲ ခုတော့ဒါအယောင် ဒါအညာစတိုင်ပဲပေါ့ ဒါအညာစတိုင်ပဲနေထရော ဒီနေ့ထည့်ပုံ န နေ ည်းနည်းပို့ပြီး ဆိုပဲနိုင်လောက်ချက်နောက်နိုင်ဝက်လောက်ပြရ နိုင်ဝက်45မိနစ်ပေါ့နိုင်ဝက်လောက်စကွာ ဟိုငကဘတ်တောင် ကြော်နဲ့လူချက်တုံးအကျုပ်တော်လေးနဲ့ညူသီးကြော်နဲ့စား ရုပ်သီးကြော်ထားတယ် ကြော်ထားတယ်နဲ့စား ။အိုးလှော်နဲ့မစား ကြော်နဲ့မစား ။အိုး ဒါတော့ဘရားကြော် ဘရားကြော်ဘူးဒီကြော် နဲ့ဘူးသီးကြော်ဒီနားမှာလို့လားဒီတကယ်ကြကြတဲနိုင်ရင်ပို့ပြီးအချိုများများထွက်တယ် ပြစ်လေးနဲ့ ပြီးတော့ကြက်သားမြင်နေနဲ့ပြစ်လေး ငပြောဦးမပါဘူး။နံပါတ်2ကကျတော့ငယူသီးကြော်နဲ့စားတယ်။နံပါတ်3ကကျတော့မွေးငါဘက်ကနေမှနန်းကြီးဘက်ကြီးနဲ့။နံပါတ်4ရှိတယ်ငါမပါဘူးမွေးငါ။ Okay စားမယ်။ကြက်ရိုးလေးနဲ့ဘရားကလို့အဆင့်ကိုသွားတယ်ကွာလို့ ဆောက်ကောင်းတယ်အစိတ်အုံးတော့ဆိုအစိတ်လိုမျိုးပို့သွားတာနော် ဟုတ်တယ်